အခုဗီဒီယိုကတော့ကျွန်တော်ပြောပြပေးချင်တာကကျွန်တော်တို့ဒီဘောင်းအိုးမှာပေါ့နော်ဟိုအပူချိန်လွန်ကဲတာတို့မီးပြောင်းခလုတ်တက်ပေးမယ်မီးမပြောင်းတာတို့ဖြစ်တဲ့ပြဿနာပေါ့နော်အဲ့ပြဿနာကိုကျွန်တော်ဖြစ်နိုင်ချေအများဆုံးလေးကျွန်တော်ဖြေရှင်းပြပြဖြစ်ပါတယ်ကျွန်တော်တို့ဘောင်းအိုးလေးကိုလက်လိုက်ပြီးဆိုတော့ဒီမှာချက်ပွိုင်လေးရှိရပေါ့နော်ကျွန်တော်အရင်ဗီဒီယိုတွေကတော့ဒီအကြောင်းလေးတွေထည့်ပြထားပါတယ်ဒါပေမဲ့တချို့ကျတော့ဗီဒီယိုအဆုံးမကြည့်ဖြစ်တာတို့ဗီဒီယိုအကုန်မကြည့်ဖြစ်တာဆိုလို့ရှိရင်တော့ဒီမှာမဟုတ်ဘူးเนาะအဲ့ဒါကျွန်တော်ဗီဒီယိုလေးထပ်လုပ်ပေးလိုက်တယ်ပေါ့နော်ဒီတန်လိုက်အောင်ကကျွန်တော်တို့ chat point လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါလေးကအတိုင်းပြီးကျတော့ထမင်းကိုကြက်ပြီးဆိုတာနဲ့ထမင်းခလုတ်စတဲ့ပြီးဆိုတာနဲ့ခလုတ်နှစ်လန်ဒီလိုလေးကတ်တော့တာเนาะဒီလိုလေးကတ်တော့လို့ရှိရင်ဒီတံပြားလေးနှစ်ခုဒီတံပြားလေးအောက်မှာတံပြားလေးကြီးပြားလေးတစ်ခုရဟာထိနေရပေါ့နော်ထိနေလို့ရှိရင်မီးကပူပြီးတော့ကျွန်တော်တို့အလွတ်လုပ်မယ်အဲ့ဒါလေးကိုမြင်လို့အောင်ကျွန်တော်ဒီဟာလေးနဲ့ပြပြီးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခလုတ်နှိပ်လိုက်ပြီးဆိုတော့ဒီလိုလေးကတ်သွားမယ်ခလုတ်ကပြန်ပြီးတော့ထမင်းအိုးအပူချိန်ဒီတန်လိုက်ကအပူချိန်ဟောပြန်ခလုတ်ကွာပြီးတော့ဒီလိုလေးပြန်ခွာပေးလိုက်မယ်ဒီလိုလေးပြန်ခွာပေးလိုက်မယ်နော်အဲ့လိုလေးပြန်ခွာပေးလိုက်လို့ရှိရင်မီးရဖြတ်သွားမယ်နော်ခလုတ်တက်လိုက်လို့ရှိရင်မီးလည်းဖြတ်သွားမယ်အပူလည်းရော့သွားမယ်အပူလည်းမပူတော့ဘူးနော်အဲ့လိုမျိုးအလုပ်လုပ်ပေးရအဲ့ဒါပေါ်မှာကိုကခလုတ်ကတက်တဲ့ဒီဟာလေးကအလုံးမလုပ်ဘူးဆိုလို့ရှိရင်မီးဆက်လင်းနေမယ်ပိုးလည်းဆက်ပူနေမယ်ပေါ့နော်အဲအကြောင်းဒီပြဿနာလေးဖြစ်တာပါအဲ့ဆိုကျွန်တော်တို့ကဒီ point လေးကိုပေါ့ point လေးလို့ခေါ်ဒီ point လေးကိုကျွန်တော်တို့ကနည်းနည်းလောက်လေးခွာပေးထားမယ်ပေါ့နော်ဒါလေးကိုပြန်ချိန်ပေးရဘာလို့လဲဆိုတော့ခလုတ်ကိုကမီတာတွေဘာတွေမရှိဘူးဆိုလို့ရှိရင်ခလုတ်ကိုကျွန်တော်တို့နှိပ်ကြည့်လိုက်လို့ရှိရင်မီးလေးလင်းလာမယ်ခလုတ်လေးကိုပြန်ခွာကြည့်လိုက်လို့ရှိရင်မီးလေးပိတ်သွားရမယ်ပေါ့နော်အဲ့လိုမျိုးလေးစမ်းတက်ကြည့်ပြီးတော့ဒီ point လေးကိုပြန်ချိန်ပါချိန်နေဆိုတာကကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ဒီဟာလေးကိုနည်းနည်းလောက်လေးခွာပေးလိုက်အခါကျတော့အရန်ကတ်နေတယ်ဒါဆိုနည်းနည်းလေးခွာသွားပြီเนาะဒီမှာဒါဆိုနည်းနည်းလေးခွာသွားပြီသူကပုံမှန်အနေထားဆိုလို့ရှိရင်တော့ထိနေရမယ်ပေါ့နော်ထိနေရမယ်အရင်ထိနေလို့ရှိရင်ကြလဲကျွန်တော်တို့ဆောလန့်ပြောသလိုအိုးတူးတာတို့အပူချိန်လွန်ခဲ့တာဖြစ်တယ်ဒီလိုလေးနည်းနည်းပြန်တက်တာနဲ့သူကခွာနေရမယ်ဒီတိုင်းပုံမှန်အနေထားဆိုရင်ကတ်ကိုနေမှရမှာเนาะဒါဆိုရင်ကျွန်တော်တို့ကတ်နေချုပ်ကတ်လွန်းတဲ့ဟာကြလဲခုနပြောသလိုအိုးတူးတာတို့ဘာလို့ဖြစ်လိမ့်မယ်ပေါ့เนาะဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ခလုတ်ပြန်ကွာလဲခလုတ်ကလိုလေးနည်းနည်းလောက်တက်လဲဒီဟာလေးအများနဲ့ထိနေတာမျိုးဖြစ်တယ်ပေါ့နော်ဒီတချို့ကြလဲဒီ point လေးတွေမှာကျွန်တော်တို့တူးပြီးတော့ပေါ့နော်တူးပြီးတော့ဒါဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်တူးပြီးတော့ကတ်နေတာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဲ့အမျိုးဆိုရင်ဒါမျိုးလေးကိုလှန်ပြီးတော့ cover လေးစပေးလိုက်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ cover တိုက်ဖို့ဆိုတာကဒီ net တွေကိုဖြုတ်ရတာအရန်ခက်ပါတယ်ပေါ့နော်ဒီ net တွေကိုကျွန်တော်တို့ဖြုတ်ပြရတာတွေကခက်တယ်ပေါ့နော်အတွင်းထဲက net အထိုင် net တွေရောဖြုတ်ရတယ်ဆိုတော့ခက်တယ်ပေါ့နော်အဲကြောင့်ဒီဟာလေးကိုလှန်ပြီးတော့ဒီလိုလေးကြီးပြားလို့လှန်ပြီးတော့ cover လေးနဲ့ရတဲ့လောက်လေးစားပေးလိုက်ပါတော့တကယ်လို့တန်ကြီးတက်တာတော့မဲတာတော့မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပြောသလိုကြီးပြားလေးကိုနည်းနည်းလောက်လေးတူးတဲ့လူဆိုလို့ရှိရင်တော့တူးတဲ့ပြဿနာဖြေရှင်းနေရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းလောက်လေးလှန်ပေးလိုက်ပါတော့လှန်ပေးလိုက်ပြီးပြန်လုပ်ကြည့်လိုက်အဲ့လိုမျိုးနဲ့ပဲချိန်ကြည့်လိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါမျိုးအရင်ကတ်နေတယ်ဆိုလို့ရှိရင်ဒီကောင်လေးကဒီအောက်ကတံပြားလေးကတတူအပေါ်ထိရောက်နေတာမျိုးဆိုလို့ရှိရင်တန်နည်းနည်းလောက်လေးလှုပ်လဲတချို့ကြတော့အလုံးမလှုပ်တာတွေရှိတယ်ဒီတံပြားကကြာရင်ပြော့တယ်ပေါ့နော်ဒီတံပြားကကြီးပြားကကြာရင်ပြော့တယ်ဒီကောင်လေးကကြာရင်ပြော့လာပြီးတော့အလုံးမလှုပ်တော့တာရှိတော့ကြာဒီတိုင်းပဲဒီလိုတက်ပေးမယ်ပေါ့နော်ဒီလိုတက်ပေးမယ်ဒီကောင်ထိနေတာပဲရှိတယ်ဒီထိတ်လေးကမောင်းနံလေးကလှန်ပေးလိုက်ပြီမဲ့အမြဲတမ်းပြန်ထိနေတာမျိုးရှိတယ်အဲ့မျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့အိုးကဆက်ပြီးတော့ပူနေမယ်အလွတ်လွတ်နေမယ်ပေါ့နော်အဲ့ဒါလေးပြန်လောက်ရမှာပေါ့နော်ဒါကတော့တရုတ်အိုးကြီးအများစုပြောပေါ့နော်ဒါမျိုးကျွန်တော်တို့ရိုးရီယာအိုးတွေမှာဆိုတော့ခလုတ်ကဒီအလွတ်လွတ်တဲ့ပုံစံမတူတော့ပေါ့နော်ဆွတ်ကဒါမျိုးဆွတ်နဲ့လာရပေါ့နော်ဒါမျိုးဆွတ်လေးလဲပေးရမယ်ပေါ့နော်ဒါမျိုးဆွတ်လေးနဲ့လာရဆိုတော့ဒါမျိုးအဲ့လိုပြဿနာဖြစ်ဒါပေမဲ့ဒီဆွတ်တွေကအဲ့လိုပြဿနာမျိုးဖြစ်တာတော့နည်းတယ်ပေါ့နော်တကယ်လို့ဟိုမဖြစ်တော့ဘူးဆိုရင်အလုံးမလုံးတော့တာပဲရှိတယ်နော်ခလုတ်နှိပ်လိုက်ပြီးမီးမလင်းတော့မပူတော့တာပဲရှိတယ်အဲ့ဆိုကြတော့ကျွန်တော်တို့ဒီဆွတ်လေးကိုပြန်ပြီးတော့လဲပေးရမှာပေါ့နော်ကျွန်တော်ဆောင်းလာပြောတဲ့
ဖြစ်များတဲ့ဟာကတော့ကျွန်တော်တို့ဒီတရုတ်ချက် point တွေပေါ့နော်တရုတ်ချက် point တွေဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်များတယ်ပေါ့နော်O2 တာတို့မီးတက်ပြီးမလင်းတာတို့ဖြစ်များတယ်ပေါ့နော်အဲကြတော့ကျွန်တော်တို့ဒီဆွလေးဒီဟာလေးကိုကျွန်တော်ပြောလို့ပြန်ချိန်ပေးရတာမျိုးရှိတယ်ပေါ့နော်ဒီဟာလေးကလည်းပုံစံ2မျိုးလောက်လာတယ်ပေါ့နော်4တော့ square ပုံစံမျိုးလေးလာတာမျိုးရှိတယ်ဒီပုံစံမျိုးလာချက်တာမျိုးအထောင်လေးနဲ့လည်းလာတာရှိတယ်နော်တစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်အဲ့ဒါလေးကိုအိမ်မှာတကယ်လို့ပြင်ဆရာတွေနဲ့ဟိုသွားပြင်ဖို့အခက်အခဲရှိတာတို့ပေါ့နော်ပြင်ဆရာနီးနီးနားနားမရှိတာတို့ကိုယ့်အနေနဲ့လုပ်ကြည့်ချင်တယ်ဆိုတော့ဒါမျိုးလေးပြန်ဆက်ပြီးတော့လုပ်ကြည့်ပါပေါ့နော်ကျေးဇူးပါ